Hello တလော Android ဖုန်းသုံးတာအဆင်ပြေနေပါရဲ့နဲ့ iPhone လေးစမ်းပြီးတော့သုံးကြည့်ပါမယ် Unbox တူလုပ်ကြည့်ရအောင်ရောင်နေတာကြိုက်တော့ deep blue color လေးကိုရွေးချယ်ဖြစ်ပါတယ်17 Pro လေးရဲ့ size ကလက်သေးတဲ့ကိုအတွက်တော့ကွက်တီပဲသူ့မှာ adapter တော့မပါလာပါဘူးcharger cable လေးပဲပါတယ်ကျိုးကစလုံးလေးတွေနဲ့မလို့ပျော့လေးကိုင်လို့ကောင်းပါတယ်ဖုန်းပေးမှာပါတဲ့ button တွေကတော့ Android ထက်ပိုများတယ် Power button ရှာရင်းနဲ့ပဲခဏလောက်ရောက်လဲသွားပါသေးတယ်setting အလုပ်တဲ့အခါမှာလည်းထပ်ပြီးတော့တိုင်ပတ်ပါသေးတယ်ကာဘာလေးနဲ့မှုတ်ပို့လာသွားပါပြီ bye